Facebook မှာ page အသစ်ဖွင့်ထားတဲ့သူတွေအနေနဲ့အမြန်ဆုံးပြင်ဆင်ထားမယ့်အချက်လေးတစ်ချက်ကိုဒီဗီဒီယိုလေးထဲမှာဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူးကျွန်တော်တို့ star အမြန်ဆုံးပွင့်အောင်လုပ်ဆောင်ထားဖို့ပဲဖြစ်ပါတယ်။အားလုံးပဲသိကြတဲ့အတိုင်း page အသစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ CM ရဖို့အတွက်ကတော့ဝေးနေသေးတယ်ဆိုပေမဲ့ star အမြန်ဆုံးပွင့်အောင်လုပ်ဆောင်ထားလို့ရပါတယ်။အဲ့ဒီတော့ star ပွင့်ဖို့အတွက်အချက်၄ချက်လိုအပ်ပါတယ်။နံပါတ်1အချက် Facebook ရဲ့ policy ကိုလိုက်နာရပါမယ်။နံပါတ်2အချက်သူသတ်မှတ်ထားတဲ့နိုင်ငံအတွင်းကဖြစ်ရပါမယ်။ဒီမှာအရေးကြီးတာကနံပါတ်3နဲ့နံပါတ်4ပါ။ page ဖြစ်တဲ့အတွက်ကြောင့်မို့လို့ account လိုမျိုး friend တွေမရှိပါဘူး။ follower ကိုတစ်ကနေစပြီးတော့ပြန်ရှာနေရပါတယ်။နံပါတ်3ချက်ဖြစ်တဲ့ follower 900ပြည့်ထားဖို့လိုပါတယ်။ဒီနေရာမှာအရေးကြီးတာက follower 900ပြည့်ပြီဆိုပြီးတော့ star ရမှာမဟုတ်ပါဘူး။ follower 900ပြည့်ရုံနဲ့ star မရဘူးလို့ပြောခြင်းဖြစ်ပါတယ်။ follower 900ပြည့်တဲ့နေ့ကစလို့နောက်ထပ်ရက်ပေါင်း30စောင့်ကြည့်ခံရအောင်ပါပါ။အဲ့ဒီရက်ပေါင်း30အတွင်းအဲ့ follower 900ကနေမလျော့သွားပဲနဲ့အောက်ကိုမကျသွားပဲနဲ့900ကိုရက်ပေါင်း30အတွင်းဆက်လက်ထိမ့်သိမ်းထားနိုင်မှသာလျှင်ဒီနံပါတ်4အချက်ပြည့်သွားပြီးတော့ star ပွင့်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ follower 900ရရုံနဲ့မပြီးသေးပါဘူး။ရက်ပေါင်း30စောင့်ကြည့်ခံရအောင်ပါပါ။အချိန်ကြီးအရန်ကြာပါတယ်။ကျွန်တော်ဆိုရင်ဒီမှာ follower က900ကျော်သွားပြီပေါ့နော်။ဒါပေမဲ့ page စစဖွင့်ခြင်းမှာ900ပြည့်အောင်အမြန်ဆုံးမရှာထားနိုင်တဲ့အတွက်ဒီမှာ star မပွင့်သေးပါဘူး။နံပါတ်4အချက်ကကျန်နေပါသေးတယ်။အဲ့တော့အားလုံးပဲ page အသစ်ဖွင့်ထားတဲ့သူတွေအနေနဲ့ star ပွင့်နေကြပြီလားဒါမှမဟုတ် star မပွင့်သေးဘူးဆိုရင် follower ဘယ်လောက်ရှိနေပြီလဲဆိုတာကို comment မှာရေးပေးသွားပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye